ကုသိုလ်ကောင်းမှုကိုပြုလုပ်ထားတဲ့ပုဂ္ဂိုလ်ဟာဣဒမောရတိလက်ရှိဘဝမှာလည်းဝန္တာရတယ်ပြုံးရွှင်နိုင်တယ်ပစ္စမောရတိနောက်ဘဝရောက်တဲ့အခါမှာလည်းပဲဝန္တာနိုင်တယ်ပြုံးရွှင်နိုင်တယ်ဥပယထမောရတိဒီဘဝမှာလည်းအပြုံးနဲ့နောက်ဘဝမှာလည်းအပြုံးနဲ့နေနိုင်တယ်ဆိုတော့ဒါကုသိုလ်ကံရဲ့အကျိုးတရားကိုပြောတာကိုယ်ကိုကုသိုလ်ကောင်းမှုတစ်ခုလုပ်ပြီးတော့ကိုယ်ရင်ထဲမှာပျော်ရွှင်ချမ်းမြေ့မှုကြည်နူးမှုရမရကိုယ့်ကိုစဉ်းစားပေါ့နော်မရဘူးဆိုရင်တော့ကုံတာနှမျောလို့ဖြစ်လို့ကုသိုလ်ကောင်းမှုဆိုတာဘာတွေတုံးလို့ပြောမယ်ဆိုရင်ဒါနကြီးကုသိုလ်ကောင်းမှုမဟုတ်ဘူးသီလစောင့်တည်လို့သီလလုံးနေရင်လည်းကုသိုလ်ကောင်းမှုဘာဝနာလို့ခေါ်တယ်တတိတွေပညာတွေတိုးတက်လောင်တရားထုတ်တယ်စေတဝင်ပြီးတရားထိုင်တယ်တရားသိတွေရလာတယ်ပြုံးရတယ်ပျော်ရွှင်ရတယ်နော်ဝေယဝိသလူကြီးသူမတွေရဲ့ဝေယဝိသဖရာဝေယဝိသသံဃာဝေယဝိသဆိုတာတွေလုပ်တယ်ပြုံးနိုင်ကြတယ်ပျော်ကြတယ်ပဋိဒါနာတဲ့ကိုရထားတဲ့ကိုလုပ်တဲ့ကုသိုလ်ကောင်းမှုကိုအမျှဝေတယ်ပဋိဒါပတ္တနုမောဒနာသူများလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေကိုတာရုခေါ်တယ်မျှဝေတာတာရုခေါ်မြန်မာလူမျိုးတွေကဆိုင်းမုတ်ထိုးပြီးတော့လူလေးတန်းလေးရှိကြတယ်လူတန်းတာကိုဆိုင်းမုတ်ထိုးလေးရှိကြတယ်တချို့ကအပြစ်ပြောတယ်ဘုန်းကြီးတို့ကတော့အပြစ်မမြင်ဘူးဆိုင်းမုတ်ထိုးခြင်းဟာမူလရည်ရွယ်ချက်ကဘာလဲလို့ဆိုရင်တာထုခေါ်ဖို့အမျှဝေခြင်းသာဖြစ်တယ်နော်ဒါမှမဟုတ်ရှေးတုန်းကဆိုင်းမုတ်တွေမှာဘာပါတော့ဆိုရင်ဒါပြောင်းနေသည့်အတွက်ကြောင့်လူတွေအဓိပ္ပာယ်ပါပြောင်းနေကြနတ်လူတာထုခေါ်စေသောဆိုပါတယ်ကိုရှိတော့ပေးစားတွေလှူတာဖြစ်ဘာလူနတ်လူတာထုခေါ်စေသောပဲအဲ့ဒါအမျှဝေတာကုသိုလ်ကောင်းမှုကျောင်းတက်ကြီးဆောက်တယ်လှူတယ်ဖရာတစောင်းတွေဆောက်လှူတယ်မိသားစုဘသူကောင်းမှုပြီးရင်တာထုခေါ်စေသောတကယ်ရည်ရွယ်ချက်သိမယ်ဆိုလို့ရှိရင်အများတာထုခေါ်ဖို့ဆွေစဉ်မျိုးဆက်တာထုခေါ်ဖို့အတွက်အမျှဝေခဲ့တယ်လို့သူပြောမှာဖြစ်တယ်ပဋိဒါနပတ္တနုမောဒနာဆိုတာရည်ရွယ်ချက်မှန်ကန်နဲ့လုပ်ရင်နိုင်ငံသားတွေကမေးတချို့ကလည်းအတိတ်ပဲမသိတဲ့အခါကျတော့ဆိုင်းမုတ်ထိုးတာ